ငါမိမမမြောင်อ่ะရက်တော့တော့မကြိုက်ပါဘူးဆိုအတင်းတိုက်လိုက်ကြတာ ဘူးလိုက်အပေါ်ရင်မပြောနဲ့ဒီဘက်လည်းမလှဲ့နဲ့နန်းနေ ဟုတ်ကဲ့ဒီချေရင်လေးမှာပဲအိမ်မယ်နော် ဆရာချင်းအိတ်ချင်းမအိတ်ချင်းနေစမရှင်လည်းမအိတ်နိုင်ဘူးခေါ်နေ ဝမ်းသာတယ်တယောက်တည်းအိပ်ရပြီအကျဉ်းကြီးပဲလှိမ်ပြီးအိပ်လိုက်မယ်မြောင်ကျွန်တော်တောင်းထားတဲ့အဖြေလေးမပေးသေးဘူးလားကျွန်တော် ဘာဖြစ်လဲကျုပ်ကအိတ်ချင်းမတူရုံနဲ့ ကျွန်တော်ရုပ်ကအမေမွေးတွေကဒီရုပ်ပဲလေမမြောင်ရဲ့ ကိုရုပ်ကလည်းမှန်နဲ့ပြန်ကြည့်ဦး မကြည့်ချင်ဘူးဗျာကျွန်တော်ရုပ်လည်းမကြည့်ချင်ဘူးတခြားကြောင်တွေရုပ်လည်းမကြည့်ချင်ဘူးမမြောင်ပြတာပဲကြည့်ချင်ဒီစုတို့ဖွဲ့ကနေပြီဟာဘယ်နဲ့မမကြီးစုရမှာတော့ပေါက်တက်ကဲရှောက်ပြောပြန်ဟုတ်ပါတယ်ဆိုမင်းကလည်းသူတို့ဖွဲ့နာမည်တောင်အမေနဲ့ဘာဖွဲ့ဘလက်ပင်လို့ခေါ်တယ်ဒါတော့မသိဘူးမမကြီးစုဖွဲ့က4ယောက်တည်း ခက်ခက်နဲ့ဘဝကိုကြိုးစားရုန်းကန်ခဲ့တာကိုဦးရဲ့ အေးကွာမင်းစားတော့ဆိုင်တွေတစ်ဆိုင်ပြီးတစ်ဆိုင်ဖွင့်ပြီးချမ်းသာသွားတာအားကြတယ်တကယ်ချင်းရာဒါနဲ့မင်းအရင်နေ့ကဘဲရတယ် ဟောအဲ့ဒါတော့ငါဖေပင်နေမယ် မမကြီးမှာကွာကြွက်ချင်းချင်းတွေကိုတော်ကြတော့ကွာရအောင်ရင်းညွန်တော်တော့ရအောင်ရောင်းလဲတော်တော့မင်းတို့လေဘာကောင်းနေလဲကွာအချင်းချင်းတွေကိုကွာရအောင်ငါပြောလို့မကောင်းလို့တော့မင်းတို့ချလေငါဝမ်းတာလေးပဲနော်ရအောင်လေငါနဲ့မင်းအတူဟောင်းခွင့်ရှိရဲ့အတိုင်းထက်